Hello အားလုံးမင်္ဂလာပါကျွန်တော်ကတော့ Elo ပါဒီနေ့ကျွန်တော်တို့ Minecraft ရဲ့ YouTube template ကိုဘယ်လိုလုပ်တာလဲဆိုတော့ပြမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော် Minecraft YouTube template မှာဆိုရင်ကိုမြင်ရတဲ့အတိုင်းပဲ 3D post တင်ကိုမြင်ရမှာတွေ့ပါတယ်ဒါကိုတရားထင်လိုက်မယ်ပေါ့နော်ဒါက mobile နဲ့လုပ်တာဒါက PC နဲ့လုပ်တာတော့ဒါပေါ့လေရပါတယ် PC နဲ့ဒါပေမဲ့ကျွန်တော်တို့ဒါတွေအကုန်လုံးဖုန်းနဲ့လုပ်ခဲ့တာပါဆိုတော့ကျွန်တော်အနေနဲ့ဘယ်လိုဖုန်းနဲ့လုပ်ခဲ့ပါလားဆိုတော့ပြောပြမှာဖြစ်ပါတယ်အရင်ဆုံးတင်ပြထားမယ့်ချက်က3ချက်ရှိပါတယ်ပထမအချက်ကတော့ 3D ဒုတိယအချက်ကတော့ photo editing နဲ့တတိယအချက်ကတော့ drawing လို့ဖြစ်ပါတယ်အပိုင်း1 3D software ဆိုတော့တင်းတို့အနေနဲ့ကျွန်တော်လိုမျိုး character စက်ကောင်ကို post ပေးကြည့်ရင် Chrome မှာရှိတဲ့ block page ကိုတွားမှာဖြစ်ပါတယ်သူ block page မှာဆိုရင် download ဆိုတာတွေ့လာပြီလိမ့်မယ်အဲ့ဒါကိုနှိပ်ပါပြီးရင် for Android ဆိုတော့တွေ့ပါလိမ့်မယ်အဲ့လေနဲ့ဝင်လိုက်ပါအဲ့မှာ skin maker ကိုရွေးပါ create new model နှိပ်ပါပြီးရင် stick ရဲ့ white တို့မဟုတ် slim ကိုရွေးပါအဲ့ဒါကပေလာရဲ့လက်မောင်းအကြီးသေးကိုတိုင်းနေတာဖြစ်ပါတယ်ထို့နောက်တင်ထည့်ခြင်းတဲ့စက်ကောင်ရဲ့ skin ကိုရွေးပါကိုမန်းပြီးမပြီးသေးပါဘူးမကြော်ပါနဲ့ဟုတ်ခဏလောက်စောက်ပါအောက်လင်းသားကိုနှိပ်ပါပြီးရင် model ကိုပြမှာဖြစ်ပါတယ်ပြီးရင်ရှိသမျှ file တွေအကုန်လုံးကို visible ဖြစ်အောင်ထားပါအဲ့ဒါမှ layer တစ်ချောင်းမြင်မှာဖြစ်ပါတယ်အပေါ်ဘက်မှာရှိတဲ့ software တွေကိုနှိပ်ပါပြီးရင်လူလေးကိုနှိပ်ပါအဲကြရင်တင်းနေနဲ့ post ပေးလို့ရပါပြီ post ကအောက်မှာယူလို့ရပါတယ်တင်းနေနဲ့ဒီပုံစံမကြိုက်ဘူးကိုယ့်ကိုလုံးမယ်ဆိုရင်ဘေးမှာရှိတဲ့ possession UI နဲ့တော့မဟုတ် rotation တုံးပြီးတော့ရွှေ့လို့ရပါတယ်နော်တင်းနေနဲ့ဒီပုံစံသဘောကျပြီပုံကူးမယ်ဆိုရင်ဘေးမှာရှိတဲ့၃ချောင်းကိုနှိပ်ပြီးတော့ screenshot ကိုနှိပ်ပါပြီးရင် stick ကိုနှိပ်ပြီးတော့ download ဆွဲလိုက်ပါအကြံ gallery လေးကိုရောက်မှာဖြစ်ပါတယ်ဒီလိုမျိုးလေးလိုချင်တယ်ပေါ့ဒီလိုမျိုးပေါ့နော်ဒီလိုမျိုးပေါ့အဲ့မှာဆိုရင်ခုနကနဲ့မတူတာကခုနက skin ပဲလှုပ်တာပေါ့နော် skin တီးတက်ပဲ animation ထည့်လို့မရဘူး pose ပဲလုပ်လို့ရတယ်ဒီကောင်ကကြတော့ဝစ်စုံတို့ပြီးတော့ pickaxe တို့ block တို့ပြီးရင်ဒီတုတ်ချောင်းလိုပါပါတယ်ပေါ့နော်ဆိုတော့အဲ့ဒါကိုဘယ်လိုလုပ်အောင်မလဲဆိုရင်အရင်ဆုံးသွားမှာက Chrome ခုနဟာကို new ပြီးရင်ပေါ်ဆုံးမှာရှိတဲ့ generate model နဲ့ပြီးရင် confirm ပြီးရင်ဘာမှမရှိဘူးဘာလို့လဲမသိဒီတခုထားအဲ့မှာစားတော့မှာဖြစ်ပါတယ်ဆိုတော့ကျုပ်မှာရှိပြီးသားပေါ့လေရှိပြီးသားဆိုတော့ရှိပြီးသားကိုထုတ်လိုက်တော့မှာနော်ဆိုတော့ new မဟုတ် sorry project hi skin ကြီးကဘာဖြစ်နေဆိုတော့ကျွန်တော်အနေနဲ့ဓာတ်ကြီးကိုတော့မရှိမှတော့ဘူးလေဆိုတော့လူရင်းသူရှင်ပြောရင်ခင်ဗျားတည်ထားရမှာကUV ရဲ့အလုပ်လုပ်ပုံ UV ရဲ့အလုပ်လုပ်ပုံပြီးရင်ဘေးမှာရှိတဲ့ model တွေအလုပ်လုပ်ဥပမာနေရာပြောင်းတာလို့လှည့်တာလို့ site ကြီး site ကြီးလို့ site ကြီး site ကြီးလောက်တာလို့ပေါ့နော် UV နဲ့ site ကြီး site ကြီးလောက်တဲ့အောင်တည်သွားပြီဆိုရင်တရား modeling လောက်တော့ပါပြီပေါ့ပြီးတော့ဘုံရဲ့ဖွဲ့စည်းပုံချောင်းနားလည်ပြီးတော့ခင်ဗျားက position နဲ့အကြောင်းနားလည်ပြီဆိုခင်ဗျားanimation ကိုလောက်တော့သွားပြီပေါ့နော်ဆိုတော့အဲ့နှစ်ခုလောက်တဲ့ရင်ခင်ဗျားက character လုပ်လို့ရတာကမခက်တော့ဘူးပေါ့နော် character မှမဟုတ်ပါဘူး wall ထဲမှာကုန်ရှိချင်းမှာကုန်လို့လောက်တော့ပါပြီဖြစ်ပါတယ်ဆိုတော့ဒါကတော့ကျွန်တော်လူရေးသူရှင်ပြပြပါဆိုတော့အရှိပြောပြဖို့ကကျုပ်လဲ
လောက်ကြီးမရှင်းပြတတ်လို့ပေါ့နော်ဆိုတော့ဗီဒီယိုလင့်လေးချပေးပါမယ်အောက်မှာအဲ့ဒါကိုတော့ကြည့်ကြည့်ပါနားမလည်ဘူးဆိုရင်ကျွန်တော်လည်းကွန်ပတ်လာပြီးပါကျွန်တော်လည်းအကုန်လုံးဖြည့်ပေးပါလူနဲ့ရောနံပါတ်နဲ့ပုံပြပြင်ခြင်းအပြင်းနဲ့တိုင်ရင်ပုံပြပြင်ခြင်းဆိုတာဒီလိုပုံစံမျိုးပေါ့နော်ဘာအတွက်လဲဆိုတော့အဓိကအဖြစ်ကြည့်ရှုသူတွေကိုခင်ဗျားဘယ်လိုခံစားစေချင်တယ်ဘယ်လိုမြင်စေချင်လဲကိုအဓိကထားပြီးရေးဆွဲတာပေါ့နော်ဆိုတော့ပုံပြုပြင်ခြင်းကိုဘာမှလုပ်ရမလဲဆိုတော့ခေါင်းအနေနဲ့PS တို့မဟုတ်ရင်အခြားသော free photo editing software တွေဖြစ်တဲ့ Canva လို့Photoshop တို့မှာတွားပြီးလုပ်အောင်ပါပေါ့နော်ဥပမာဆိုရင်ရလားမသိဘူးကျန်တာပဲဥပမာဆိုဒီလိုမျိုးပေါ့နော်ခုဆိုရင်ညဘက်တိုင်းပဲပုံကဒီလိုမျိုးပေါ့လေလုပ်ရကြိုက်တာဆိုတော့fuck ဘောလေးဒါဆို lighting ထည့်ထားတာ Photoshop ထဲမှာပဲမြင်ကြည့်မြင်စေတဲ့ပုံပေါ့လေအဲဆိုစာတွေရှိမယ် why am I lagging ပြီးတော့ဒီကောင်မလေးရရှိမယ်ဒီမှာဆိုရင်သူ့ရဲ့ reflection လေးပေါ့လေဒီမှာဆိုရင် track ကြီးရှိမယ်ဒီမှာဆိုဟိုကောင်မကြီးလဲနေရောဆိုတော့ဒါရေးလည်းတူပဲပေါ့ဆိုတော့အဲ့ဒါကိုပုံပြုပြင်ခြင်းလို့ခေါ်ပါတယ်ဆိုတော့ဒါဆိုခံပေးပါမယ်ကျွန်တော်လုပ်ထားပါလိဟုတ်လို့ဆိုခဲပင်ကပတ်စံမပေးရဘူးပြီးတော့ကြုံလည်းမတတ်နိုင်လို့ပေါ့part 3 drawing ဖြစ်ပါတယ် drawing ကတော့ပုံပြုပြင်ခြင်းနဲ့နည်းနည်းတော့ဆင်ပြေတာပေါ့လေဒါပေမဲ့ drawing ကကျတော့ပုံပြုပြင်ခြင်းလည်းပိုပြီးခက်တယ်ပြီးတော့ပုံပြုပြင်ခြင်းမှာလုပ်လို့ရတဲ့ဟာတွေမျိုးမလွယ်ဘူးပေါ့လေပုံပြုပြင်ခြင်းကျတော့လွယ်တယ်ဒါပေမဲ့အသေးစိတ်မကြောက်ဘူးပေါ့လေအသေးစိတ်မကြတဲ့ဟာကိုပဲကိုယ့်လက်နဲ့ကိုယ်တိုင်ပြန်ပြီးအချောထက်တာ drawing လို့ခေါ်တယ်ပေါ့နော်အဲ့ဒါ fix လို့ခေါ်ကြောက်က drawing လို့ခေါ်တယ်ဆိုတာကကြီးဆွဲတဲ့တင်မှာထည့်တာပြီး drawing လို့ခေါ်ရတာပေါ့ဆိုတော့ဘယ်လိုအရာမျိုးတွေပါဆိုရင် boy let's go ဒီမှာဆိုရင်ပေါ့လေ6လောက်လေးပြတ်နေပေါ့6လောက်လေးပေါ့ပြင်မယ်ဆိုတော့ဘယ်လိုပြင်မလဲပြင်တော့လွယ်ပါတယ်ဒါလေးကိုအရှောင်ယူလိုက်မယ်ပြီး sorry ထဒန်ခုဆိုရင်တော့ပြီးသွားပြီပါနော်အဲ့ဒါပုံပြုပြင်ခြင်းရဲ့ပုံစံပါဒီမှာလိုတာကဖြတ်အောင်ပေါ့အောက်ဒီမှာအရင်တော့တက်ရစံမလို့ဘာဖြစ်လို့ဆိုတော့အဲ့ photo edit နဲ့ထဲမှာဆိုတော့fit time နဲ့ရောချပလိုက်ပြီးသွားပြီမသိတာတော့ဆိုတော့တောင်းလောက်မယ်ပေါ့နော်ထဒန်ရပါပြီအဲ့ဒါပါပဲခုဆိုရင်ကျွန်တော်ရဲ့ template ကိုလုပ်ပြအောင်ဖြစ်ပါတယ်လောဆယ်ပေါ့လေ template မလုပ်ခင်မှာကိုကဘယ်လိုပုံစံမျိုးလိုချင်လဲဆိုတော့အရင် idea ကြိုသွင်းထားမှရမှာပေါ့လေအဲ့ဒါမှကိုလိုချင်တဲ့ idea တိုင်းလုပ်လို့ရမှာဆိုတော့ခုလောဆယ်ကျုပ်ကနေတာထဲမှာ
ဟိုကြောင်မကဘယ်လိုပြောပြရမလဲနေတာဝရက်ကြီးကိုင်နေပြီးတော့အစိမ်နေပိုင်းနဲ့အဲ့ဒါသူဘေးနားမှာရှိနေဆိုပုံစံမျိုးဗျာကျွန်တော်အဲ့လိုလုပ်ချင်ဆိုတော့set engine မှာ နေတာဝရက် background ကိုရှာတယ်ပြီးတော့တည်တန်းမှာကset engine ကိုသုံးသပ်ဖို့လိုတယ်ပေါ့လေမသုံးသပ်ရင်ရှားတာခက်တယ်ဆိုတော့အမှကျွန်တော်လည်းရှားခဲ့ပေါ့လေကျုပ်လိုချင်တဲ့ background လေးမကြဘူးပြီးတော့ကျုပ်တောင်းတာရှိတယ်ပြဿနာအဲ့ဒါကအလုံးမဖြစ်လို့အတစ်ထပ်တောင်းလာတယ်အမှအတစ်တွေ့ရဒါလေးကိုတောင်းလိုက်တယ်တပေါ်ကြလို့ပြီးရင်ထုံးစံတိုင်း editing software ဖြစ်တဲ့ Canva တန်းကိုဝင်ထားတယ်ဘာလို့ဆိုစိတ်ပေါ်လို့အမှခဏဆောက်တော့ခုနကတောင်းထားတဲ့ဟာလေးထွက်လာတယ်အဲ့ဒါတွေကိုနှိပ်တယ်ထောင်းလဲတောင်းပြီးတော့ကျုပ်တို့ဘာလုပ်လဲဆိုတော့မှဆွဲတယ်ပေါ့လေဆိုတော့ရပြီဆိုတော့အဲ့ဒါလုပ်ပြီးတော့ဘာလုပ်မလဲဆိုတော့ကျုပ်တို့အနေနဲ့ browse bin မှာဒီလိုလို့ဆိုတော့ character post မလုပ်သေးဘူးပေါ့လေဟွာ title သွားလုပ်မယ်ပေါ့ဒီကအဲ့ပေါ့ title သွားလုပ်မယ်ဆိုတော့ browse page ထဲဝင်မယ် open word ထဲကိုတစ်ခါတန်းဖွင့်လိုက်မယ်ဟောဆိုကြာလို့ဒီမှာကျုပ် title သွားလုပ်တယ်ပေါ့လေကြားထဲမှာတိထားမှာခမရက packing လုပ်တယ်ပေါ့လေအဲ title packing လေးကိုတွားတောင်းဝင်မှလုပ်လို့ရဆိုတော့ title ကိုဖွင့်တယ် create new နှိပ်တယ်ပြီးရင်အမှကျုပ်လိုချင်တဲ့ဟာကိုရေးတယ်ကျုပ်ရေးတဲ့ဟာက30 day in her color တော့မှတ်မမိတော့ in 30 day ဟုတ်တယ် can I create လားမသိတော့full နဲ့တားရဲအာမလို့ရေးလိုက်တယ်အမှပြီးတော့အဲ့ရဲ့တစ်ခုချင်းစီမှာကျုပ်တခြားလေးလိုက်ပြင်တယ်ပေါ့နော်အမှခမရတီးထားမှာအမှ touch ရှိရ touch ရှိရပေါ့လေအများကြီးရှိရtouch ကြတော့ touch ကိုလောက်တာ touch ကကြတော့စာရိုက်တာဖြစ်ပြီးတော့ overlay ကကြတော့အပေါ်ကနေပြီးတော့ detail ထည့်တာပေါ့ဆိုတော့ဟုတ်နေပထမဟောလုပ်ပြီးသွားတယ်ဆိုတော့ဒုတိယဟောလုပ်ဖို့ကျုပ်ထည့်ရေးတယ်ရေးပြီးတော့ရပြီဖြစ်တဲ့အောက်မှာရှိတယ်အဲ့ဒါလေးပေါ့အသေးဆုံးထားရတယ်ပေါ့လေဘာလို့တော့ခုနကသဘောမကျလို့မရပြီဆိုတော့ကျုပ်အနေနဲ့စိုက်သွားကြည့်လိုက်တယ်စိုက်သွားကြည့်ရဆိုမှခမရတီးထားမှာအပေါ်မှာ render လေးဆိုတဲ့ဟာရှိရပေါ့လေအဲ့ဒါကိုနှိပ်ပြီးတော့ခမရကင်မရာပူဇော်ကြိုချိန်ပြီးတော့ဘေးနာက noise ဆင်းလာတော့noise လားမသိတော့ဖြတ်ပေါ့ဖြတ်ပြီး 4K ကိုနှိပ်ဟုတ်ဆို 4K ကပိုပစင်များတော့ခမရရုပ်ကြည့်တယ်ဆိုတော့ကြောက်ရပြီဆိုတော့ကင်ပင်မှာပြီးသုံးဖို့တဲ့ဆိုပြီးတော့ကျွန်တော် guide လုပ်တယ်ပေါ့နော်ဆိုတော့ဒီမှာလုပ်ပြီးသားဟာရှိရပေါ့ရှိတော့ကျွန်တော်တို့ဒါကိုဒါလေးပြင်ပြောင်းလိုက်မယ်ပြင်ပြောင်းလို့မရအောင်ဆိုတော့တဲလိုက်မယ်ဂျားထဲမှာ UV ချိန်တယ်ပေါ့လေ UV ချိန်တာ3မိနစ်လောက်ကြာတော့ရှစ်ပလိုက်တယ်15ဟုတ်10စားလောက်ဆိုအဲ့ချိန်မှာရပြီဆိုပြီးတော့ meta upgrade တဲ့ model လေးကျုပ်လုပ်နေရပါတော့ model တော့မဟုတ်ဘူး object လေးကျုပ်လုပ်
အမှမြင်ရမှာဘုံလေးပေါ့လေအဲ့ဒါကို folder ကနေပြီးဘုံလောက်တာပေါ့ဆိုတော့folder လောက်ပြီးတော့ကျုပ်နေနဲ့cube တော့လေခုနဟာလေးကျုပ်ထည့်လိုက်တယ်ပေါ့ပြီးတော့folder ကိုကျုပ်လိုချင်တဲ့လောက်ကို copy သွားလိုက်တယ်ပေါ့ဘာဖြစ်လို့လဲဆိုတော့ပြီးကျုပ်ပြီး anime လုံးမှာဆိုတော့ရွှေ့လို့ရအောင်ရပြီအဲ့ဒီထည့်မယ်တို့တစ်လုံးမယ်နောက်ခုတစ်လုံးမယ်မဟုတ်ဘူးကွာဟုတ်ပါတယ်ကျွန်တော်အနေနဲ့မှားပြီးတော့ကာရီတာကို copy သွားမိပါတယ်ဗောလေဟာတစ်ခုတောင်ဖြစ်နေတယ်လို့ပါဟာတော်သေးလို့ရပြီအဲ့မှာကျုပ်ရပြီဖြစ်တယ် animation လုပ်တယ်ဗောနော်ကျုပ်အနေနဲ့မှာကာရီတာကိုပို့ပြီး realistic ကြအောင်လို့ဒီတခြားလေးချိန်နေတယ်ဗောနော်တိတ်တော့မကြောက်ပါဒီကမြင်တတ်ဖို့ပဲလိုတာခုအပူကြနေပုံတော့လဲဟုတ်ပြီ Oh my god oh crap ရပြီကုမပဲ Holy moly မလဲစုပြတ်တန်နေရပဲတော်လေးတော့စုံနေအောင်ပြောတာကဲနော်ကဲဘယ်နဲ့ပြန်သွားမယ်မနေ့ကလာတော့ဒီနေ့ဟာစုပြတ်တန်နေရွှေ့နေဒီနေ့တိလိုက်အကောင်းတယ်ငါ့ကိုမရှိလိုက်တာလေနားမှာကောင်းတော့ရှိရဟုတ်ပြီခဏလေးလက်စစ်ဆောင်ကျွန်တော်မဟုတ်တယ်ကျွန်တော်ဒီမှာတော့ဒီလိုပဲညုံနေကြတာနောက်တော့ပြရတော့ဆိုတော့သုံးစံတိုင်းဟုတ်နော်အဲ့ဒါကောင်းလိုက်နေချိန်ပေါ့နော်လိုက်နေချိန်ရမယ်ကောင်းကိုညလေးမောင်းနေခုမှရပါတော့ဒီနေ့တော့ရင်ဒီပါနောက်တော့ကြောင်ကောင်းလာနောက်တော့ရလိုက်တိတ်တိတ်မရှိလားတော့ပြန်တော့ပြန်မယ်ကောင်းပြီလိုက်ဒီပြောရင် Minecraft နေတော့ပတ်တော့တော့ကြာတော့မကြည့်သေးဘူးတော့ဆိုအဲ့ဆိုအဲ့တော့ဝိုင်းမပါဘူး screenshot ဆိုတော့ထားပါအဲ့ကောင်းပါအခုဆိုတော့လိုက်ပါနော်ဒီပါဆိုတော့ကြောက်တော့နိုင်မှာစားခဲ့မယ်နေမှာစားနော်20ရက်တွင်နေလိုက်အောင်ဟာပြည့်အော်တိုင်းလေးရမယ်တိုင်းချိန်နဲ့ကျုပ်ကိုဘယ်လိုပေါ့ LGBT မှာနေလို့ဟာတာပြထား
ပြီးရင်တပြီးရင်ဒါလေးတယ်မယ်လေးဟာကိုအောက်ဆုံးထားလိုက်မယ်ဟုတ်ညနေပြောညနေအကြောင်းပြင်းနေပုံလင်းပြန်နေပေါ့စပြီးပြီနာဒါကြီးတော့ဖြစ်နေတာပေါ့လေဘာဖြစ်အောင်လဲအော်ပီကလင်ထည့်လိုက်ပါလို့ချုပ်ပီကလင်လောက်ပြီးသားတယ်ဟိုအဲ့ဒီနေ့လုံးကစိတ်ရတယ်ပီကလင်ပြောင်းနေတယ် What the fuck no way တဲ့ရွာဖြစ်တယ်ဆိုတော့ဒါကြရင်နည်းနည်းတော့creepy စင်စရာကောင်းတယ်ပေါ့နော်ဆိုတော့ဒီကောင်ဘယ်လိုပြောင်းလွယ်ပါဒီကောင်မှောင်လိုက်ရဆိုတော့ဘာနဲ့မှောင်မလဲဆိုတော့ဒါလေးနဲ့မှောင်အောင်ဒီကောင်အယောင်ပြောင်းမယ်မယ်ပြီးရင်အနီတစင်ပြီးတော့ပို့ပြီးတော့အိမ်မက်လိုဖြစ်နေအောင်ဒါလေးတက်ဒါမှပဲလိုက်ဝင်ကြည့်ချင်ပါပေါ့နော်ဘာပြောဆိုတော့ကိုနေချင်းလေးလိုခံစားဒါလေးကနည်းနည်းထည့်ပြောချင်တာပေါ့လေတစ်ခုလုံးမယ်စင်ဗျာကျုပ်ကဒီမျိုးဒီလိုမျိုးထားမယ်ဒီမျိုးထားမယ်အဲ့ဒါအောင်မှဒါကြတော့အလဲစင်တာလို့ခေါ်တယ်ပေါ့နော်အဲ့လိုမျိုးပဲနဲ့ကျုပ်တို့ကပိုင်း၃ပိုင်းပိုင်ရမှာပေါ့ဒီမျိုးလဲဆိုတော့ဒီမှာတစ်ပိုင်းဒီမှာတစ်ပိုင်းမှာတစ်ပိုင်းနှစ်ပိုင်းမှာ၃ပိုင်းပေါ့နော်မှာ၃ပိုင်းပြီးတော့ဒီလိုထပ်ပိုင်းမှာအဲ့လိုမျိုး၃ပိုင်းရဲ့ဒီမျိုးစုံတဲ့နေရာဒီလိုမျိုးတွေမှာလူစုံနေတာများတယ်ပေါ့လေအလဲဆိုလဲအလဲမှာဘာမှမရှိဘဲနဲ့ထားလိုက်အဲ့ကြရင်လူကအဲ့ကိုပဲမစီရောက်တာပေါ့ဒီကောင်ကတော့ဒီလိုမျိုးပေါ့ထားပါတော့ဆိုတော့ဒါကအနည်းအားလို့ပေါ့နော်အဲ့လိုမျိုးထားတတ်ပြီဆိုရင်တန်တရာကြည့်ညာဆိုတော့ပြီးနားကြောက်တော့အဲ့ဆိုပြတဲ့နားပဲတော့တယ်တော့စပါဒီတော့ရမချိုက်ဘူးဝိုင်းမဆုံးနေပါအတင်းဒီလိုစပြတဲ့ဒီကောင်ဟာဒီတိုင်းတော့တင်ပါဆိုတော့ template ကျွန်တော်ကိုနောက်တာဒီလိုအဲ့တော့တော့ပြောပြီပြီးတယ်တော့ကျွန်တော်မနေနော်ဟုတ်ပြီဘိုက်တော့ငါများလို့ပဲပေါ်လာတယ်အစမ်းများတော့ NGTD ပေါ့နေစံပြူလို့ရေးပေါ့မယ်ဒါယူမယ်အိုးလာရငါတင်ထားတယ်လားပြီးလာတယ်ငါတင်ထားနေပြီဒီနားကြီးတက်ထားလိုက်မှာစပုံမိုက်ပါအိုစီပြတော့မရတယ်ကြမ်းလားပြပူချိုးအောင်ရဦးလေကြောင်လောင်းနေတယ်ကျွန်တော်ပုံတက်ရအောင်ပြီးရင်ဘာလုပ်မလဲဆိုတော့တောင်းရဖြောင်းမယ်နော်တောင်းရကျွန်တော်လုံးပြင်းတယ်ဒါလေးခါထားအောင်တောင်းပြီးတိုင်းအောင်ဟုတ်လားကောက်ပြလားအိုးမသိရလားမသိဒါလေးပဲတင်တော့မှာပေါ့တိုင်းလားအော်ဇာတ်လို့မရှိရလားငါဆော့ဆော့ကြီးတင်လိုက်ဘယ်စမ်းလဲစံပြူပြေတော့ဘာလို့ကြောက်ကောင်းမှာပြန်ရတယ်လေစကောင်းမဖြစ်နဲ့ပြုံးနေပုံလေးချစ်ပေါက်လို့ကျောင်းဆောင်ရပြီပြုံးနေပုံတော့လေတော့ခောက်ပါပြုံးတော့ဒါခောက်ပါဒါခောက်ပါရပြီအေးဒီမှာနည်းနည်းဘာမှမပြောအဆင်ပြေနေဆိုယပီဒီလိုက်ပါရေးဆိုတော့တော့တိုင်းတယ်မယ်ငါမစ်ကလေးကိုကြံရပဲဟုတ်လားမစ်ကလေးလားမစ်ကလေးတယ်မော်ရမှာဝိုင်းဒါလေးပဲတယ်မယ်ပြီးရင်ပြလေးထားမယ်ပြလေးရပလားပြီးမယ်ပြီးရင်မထားမယ်အများကြီးမကောင်းပါပြရအနီရောအနီရတော့လည်းစင်ပြီဒီလိုကောင်းတပတ်ကလေးလို့မရတက်ခိမန်ဟိုတက်တယ်နော်နေတော့လိုက်တို့ဘာလို့အစိမ့်လေးပါတက်တယ်နော်မတက်တော့ဟုတ်တော့လောက်ပြီးသွားအဲ့ဒါမလုပ်ချင်တော့ရတိုင်းထိုင်တော့စစ်ပြီးစောက်ပုံမှကြည့်မယ်
come on ဟာဗီဒီယိုအဲ့ဟိုဗီဒီယိုအတက်အောင်နေကွာငါတို့စီမတင်ရသေးဘူးမိုက်လားမိုက်တယ်တင်တာရာဒီကောင်ကကြောက်စရာကြီးတော်နောက်ကနေပြီးတော့ငါမို့သူကစော်လို့မရโอเคမိုက်တယ်တင်တယ်ကလေးကပြူနေတာပေါ့စီလေးကြာ